လေးငယ်တယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်ခဲ့တဲ့$15သူ့ရွာမှာတော့ခရစ်အန်ဘူရူကအတော်ဆုံးကြောင်းသားလေးပါကင်ညာနိုင်ငံရဲ့ဝေးလန်ကောင်တီလေးဒေသမှာနေထိုင်လို့သူ့အိမ်မှာလျှက်စစ်မိမရှိပါဘူးဒါမဲ့ညဆိုပြောင်းတိုင်မိအိမ်လေးနဲ့သူစာချက်တယ်သူစာလဲလာပညာရေးဆိုတာသူ့ဘဝကိုပြောင်းလဲပေးနိုင်မြဲတခုလေးတော့မျှော်လင့်ချက်လို့သူနားလည်ထားတယ်လေတရက်မှာတော့သူ့မျှော်လင့်ချက်တွေတဲထဲရေသွန်းမဲ့ဖြစ်အခြေအနေကြုံလာရတယ်သူမိဘတွေကကြောင်းလာခံမတတ်နိုင်တော့လို့သူကြောင်းထွက်ရတော့မယ်ဒါဆိုရင်တော့သူ့ဘဝကကော်ဖီဆိုင်ကင်ထဲမှာကုန်ဆုံးတော့ရတော့မှာမိုင်ပေါင်းထောင်ချီဝေးတဲ့ဆွီဒင်နိုင်ငံကအသက်80အရွယ်ကျောင်းဆရာမကြီးဟီဒါဘက်ကကလင်းငယ်တဲ့အသက်ပညာရေးထောက်ပံ့ကူညီတောင်းခံစာတစ်စောင်ကိုတတိထားမိသွားတယ်အဲ့ဒီစာထဲမှာဇာတော်ပြီးကျောင်းဆက်မတက်နိုင်တော့တဲ့ကျောင်းသားကျောင်းသူလေးတွေရဲ့နာမည်စာရင်းပါတယ်ဇာတင်နဲ့တစ်နှစ်တိုင်းအတွက်အမေရိကန်ဒေါ်လာ$15ပေးရမှာပါအဲ့ဒီစာရင်းကနေဟီဒါဘတ်ရွေးလိုက်တဲ့သူကခရအန်ဘူရူပါကျေးဇူးတင်ခံအတိအမှတ်ပြုခံခြင်းလို့ကူညီလိုက်တာမဟုတ်ပါဘူးသူ့အတွက်အပန်းမကြီးတဲ့ပမာဏဖြစ်တယ်လို့ကလေးငယ်တယောက်ရဲ့ပညာရေးအတွက်ရင်းနှီးမြှုပ်နှံပေးတဲ့လို့ထင်လို့ပါဒါဟာလူတယောက်ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်အမ်ဘူရူကကျောင်းဆက်တက်ခွင့်ရခဲ့တယ်ပြီးတော့သူ့ကိုကူညီပေးခဲ့တဲ့ဟီဒါဘတ်နဲ့စာအဆက်အသွေးလုပ်ဖြစ်တယ်စာသင်ရတဲ့အပိုင်းဆရာမတွေအကြောင်းသူ့ရဲ့အိမ်မက်တွေအကြောင်းကိုဟီဒါဘတ်ကဂရုတစိုက်မေးတယ်ဟီဒါဘတ်ရဲ့နှွေးထွေးမှုသူ့အပေါ်ယုံကြည်မှုတွေကိုအမ်ဘူရူကစာထက်ကနေခံစားမိတယ်အချိန်တွေတရွေ့ကုန်လာတာနဲ့မျှအမ်ဘူရူလည်းပညာရေးမှာတဆင့်ပြီးတဆင့်တက်လှမ်းနိုင်ခဲ့တယ်သူဟာနိုင်ရိုဘီတက္ကသိုလ်မှာဥပဒေတန်းကိုမှန်အများဆုံးနဲ့အောင်မြင်ခဲ့ပြီးဟာဗတ်တက္ကသိုလ်တက်ရောက်ခွင့်ပညာသင်ဆုရတယ်နောက်ဆုံးမှာတော့သူကကူလာသမဂ္ဂရဲ့အခွင့်အရေးရှင်းနေတယောက်ဖြစ်လာခဲ့ပြီးတော့ဂျီနိုဆိုက်ဖြစ်ရတွေကမ္ဘာတစ်လွှားကလူသားမျိုးနွယ်ပေါ်ရာဇဝတ်ကျူးလွန်သူတွေကိုဥပဒေအတိုင်းရေးယူနိုင်ဖို့လှုံ့ဆော်ရသူဖြစ်လာအချင်းတွေဘလောက်ပဲကုံဆုံးတွားခဲ့သည်ဖြစ်စေသူ့ကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်ကူညီပေးခဲ့တဲ့အမျိုးသမီးကြီးကိုအမ်ဘူရူမမေ့ခဲ့ပါဘူး2001ခုနှစ်မှာတော့အမ်ဘူရူကငယ်ဘဝမှာသူကြုံခဲ့တယ်လို့အဖြစ်မျိုးကြုံပြီးကျောင်းဆက်မတက်နိုင်တဲ့ကလေးတွေအတွက်ပညာသင်ဆုပေးဖို့စီစဉ်ခဲ့တယ်ဒါကလည်းဟီဒါဘတ်ကိုဂုဏ်ပြုဖို့ရည်ရွယ်တာပါအမ်ဘူရူကဆွီဒင်တန်အမတ်ကိုဆက်သွယ်ပြီးဟီဒါဘတ်ကိုတွေ့ကျင်တဲ့အကြောင်းပြောပြတယ်အမ်ဘူရူကဟီဒါဘတ်ကိုချမ်းသာတဲ့အမျိုးသမီးတယောက်လို့ထင်ထားတာပါဒါပေမဲ့တကယ်တမ်းတွေ့တော့ဟီဒါဘတ်ကဘဝကိုရွတ်ချင်းစွာဖြတ်တန်းနေတဲ့တာမန်ကျောင်းဆရာငိမ့်တူပါအားတင်းစရာကောင်းတဲ့နောက်တစ်ချက်ကဟီဒါဘတ်ကိုတိုင်လေငယ်စဉ်ဘဝတုန်းကဒီလိုကြုံခဲ့ပူတာပါဟီဒါဘတ်ဟာ1922ခုနှစ်ကနာဇီတွေကြီးစိုးနေတဲ့ဂျာမနီမှာဂျူမီသားစုတွေကနေမွေးဖွားလာခဲ့သူပါဟီဒါဘတ်အသက်16နှစ်အရွယ်မှာဂျူကလေးတွေကိုတောင်းတက်ခွင့်ပိတ်ပင်မှုကြုံခဲ့ရပြီးအဲ့ဒီအချိန်မှာသစိမ့်တွေကသူ့ကိုဘေးကင်းလုံခြုံတဲ့ဆွီဒင်နိုင်ငံခေါ်လာပေးခဲ့တာပါသူမိမတွေကတော့အကျဉ်းစခန်းကိုပို့ခံရပြီးသူ့အဖေကတော့အဲ့ဒီမှာသေဆုံးသွားခဲ့ပါတယ်သူ့အမေနဲ့လည်းဘယ်တော့မှပြန်ဆောင်ခွင့်မရခဲ့ပါဘူးသစိမ့်တွေရဲ့အကူအညီကြောင့်ရှင်တန်ခွင့်ရခဲ့တဲ့ဟီဒါဘတ်ဟာကိုချင်းစာစိတ်ကြောင့်သူ့လိုအခြေအနေကြုံနေရတဲ့အမ်ဘူရူကိုအကူအညီပေးခဲ့တာပါဒီအကြောင်းသိသွားတော့အမ်ဘူရူကစိတ်ထိတော်တော်ခံစားသွားရတယ်2003ခုနှစ်မှာတော့ဟီဒါဘတ်ပညာရေးရန်ပုံငွေထူထောင်မှုခန္ဓာတက်ရောက်ဖို့ကင်ညာကိုရောက်လာခဲ့တယ်အမ်ဘူရူရဲ့ရွာခံတွေကသူ့ကိုမိသားစုဝင်တယောက်လိုနွေးနွေးထွေးထွေးဆက်ဆံခဲ့ကြတယ်2012ခုနှစ်သူ့ရဲ့အသက်60ပြည့်မွေးနေ့မှာဟ
ဟီတာဘတ်ပညာရေးရန်ပုံငွေကြောင်းပညာဆက်တင်ခွင့်ရတဲ့ကလေးငယ်ရာပေါင်းများစွာနဲ့အတူဟီတာဘတ်တပ်ပုံတွေ့ရခဲ့ပါသေးတယ်2021ခုနှစ်မှာတော့အသက်60ချင်းအရွယ်မှာဟီတာဘတ်ကွေလွန်သွားခဲ့တာပါဒါပေမဲ့ခုချိန်ထိကင်ညာကလေးငယ်တွေရဲ့ခြင်းထဲမှာဟီတာဘတ်ဟာချင်းတန်နေစေပါကလေးငယ်တယောက်ကိုကူညီပေးခဲ့တဲ့ဟီတာဘတ်ကြောင့်ကလေးငယ်ပေါင်းများစွာရဲ့ဘဝကအပြောင်းအလဲဖြစ်ခဲ့ပါပြီဒါကြောင့်လဲအမ်ဘူလူကကဘာကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်မလိုပါဘူးတခါတရံမှာကလေးငယ်တယောက်ကိုကူညီပေးုံနဲ့လုံလောက်ပါပြီလို့ပြောခဲ့တာဒီအကြောင်းအရာလေးကိုရိုးရာလေး Facebook page ကနေပြန်ညှဝေပေးလိုက်ရပါတယ်။အားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်